အရေးတွေအငွေ့တွေဖြစ်တဲ့ fluid တွေမှာဆိုရင်အပူက heat convection နည်းနဲ့စီးကူးကြတယ် heat convection ဆိုတာအတန်တွေကိုယ်တိုင်ကအပူတွေကိုတည်ဆောက်ပြီးစီးကူးတာဖြစ်တယ် fluid တွေမှာဆိုရင်အတန်တွေကရွေးချနေတဲ့အတွက်ထိတွေ့ပြီးအပူစီးကူးဖို့ခက်တယ်အဲ့ဒါကြောင့် fluid အတန်တွေကိုယ်တိုင်ကပဲအပူကိုတည်ဆောက်ပြီးစီးကူးကြတယ် heat convection အကြောင်းမပြောခင်အတန်တွေရဲ့အပူချိန်ပေါ်လိုက်ပြီးပြောင်းလဲတဲ့တန်းစီကြောင့်အရင်ပြောပြမယ်အတန်တစ်ခုကိုအပူပေးလိုက်တဲ့အခါအဲ့ဒီအတန်ကပူပြီးတော့ဖောင်းပွားလာတယ်ဖောက်ပွားလာတဲ့အတွက်သူ့ရဲ့တန်းစီကလည်းရော့သွားပြီး buoyant fluid ကြောင့်အပေါ်မြင့်တက်သွားတယ်ဆိုလိုတဲ့သဘောကအပူချိန်မတူတဲ့အတန်တစ်ခုမှာဆိုရင်အပူချိန်များတဲ့အတန်အပူချိန်နည်းတဲ့အတန်ထက်တန်းစီနည်းပြီးတော့ buoyant fluid ကြောင့်အပေါ်မြင့်တက်နေတယ် heat convection ကလည်းဒီလိုနည်းနဲ့အပူစီးကူးတာဖြစ်တယ်ရေနွေးအိုးတည်တဲ့အခါရေနွေးအိုးအောက်ခြေကရေမော်လီကျူတွေကအရင်ဆုံးအပူစီးကူးတယ်အဲ့ဒီအပူကြောင့်သူတို့ရဲ့တန်းစီကလည်းရော့သွားပြီးတော့အထက်ကိုမြင့်တက်သွားတယ်အောက်ခြေကလွတ်နေတဲ့နေရာကိုအပေါ်ကတန်းစီများတဲ့ရေမော်လီကျူတွေကနေရာယူလိုက်တယ်အဲ့ဒီမော်လီကျူတွေကလည်းအပူစီးကူးပြီးတော့အပေါ်မြင့်တက်သွားပြန်တယ်ဒီလိုမျိုးရေမော်လီကျူတွေကပူလိုက်အပေါ်မြင့်တက်လိုက်နဲ့နောက်ဆုံးမှာတော့ရေနွေးအိုးတွေကရေမော်လီကျူတွေအားလုံးစီကိုအပူစီးကူးသွားတယ်ဒီလိုမျိုးအပူစီးကူးတဲ့ဖြစ်စဉ်ကို heat convection လို့ခေါ်တယ် heat convection ကိုမွေးရသွင်းမှုမှာလည်းတွေ့ရတယ်ရေပြည့်ပေါ်မှာဆိုရင်ရေငွေ့တွေပါဝင်နေတဲ့လေမော်လီကျူတွေရှိတယ်အဲ့ဒီလေမော်လီကျူတွေရှိကိုရေပြင်းရဲ့အပူကစီးကူးသွားတယ်အဲ့တော့လေမော်လီကျူတွေကပူလာပြီးတော့ဖောက်ပွားပြီးတန်းစီရော့သွားတယ်တန်းစီရော့သွားတဲ့အတွက်လေမော်လီကျူတွေကကောင်းကင်ကိုမြင့်တက်သွားတယ်အပေါ်မြင့်တက်လေသူတို့ရဲ့အပူကြီးကလည်းတဖြည်းဖြည်းကျဆင်းသွားမှာဖြစ်တယ်အဲ့ဒီအချိန်မှာလေမော်လီကျူထဲမှာပါဝင်တဲ့ရေငွေ့တွေကရေစက်တွေအဖြစ်ငွေ့ဖွဲ့သွားတယ်အဲ့ဒီရေစက်တွေအများကြီးကိုပေါင်းစည်းလိုက်တဲ့အခါတင်ဖြစ်ပေါ်လာတယ်အဲ့ဒီတင်ရပဲတစ်ခါမိုးအဖြစ်ရွာကြတယ်ဒီလိုဖြစ်စဉ်မှာဆိုရင်အငွေ့တွေဖြစ်တဲ့လေမော်လီကျူတွေကအပူတည်ဆောက်ပြီးတော့မွေးရသွင်းမှုဖြစ်ပေါ်စရာပဲဖြစ်တယ် heat convection ရဲ့တန်းဖို့ဒီပုံစံနဲ့တွက်ထုတ်လို့ရတယ်ဒီပုံစံနည်းမှာ T2 ဆိုတာ fluid molecule ရဲ့အပူချိန်ဖြစ်ပြီးတော့ T1 ကတော့အပူထုတ်လွှတ်တဲ့အရာဝတ္ထုရဲ့အပူချိန်ဖြစ်တယ်အရာဝတ္ထုရဲ့အပူချိန်က fluid molecule ရဲ့အပူချိန်တန်းများနေတယ်ဆိုရင်အပူတွေကအရာဝတ္ထုကနေ fluid molecule တွေကိုစီးကူးသွားတယ်အဲ့တော့အရာဝတ္ထုကအပူတွေစောကျသွားတဲ့အတွက် H က minus ဖြစ်တယ်တကယ်လို့ fluid molecule ရဲ့ temperature အရာဝတ္ထုရဲ့ temperature တဲ့များနေတယ်ဆိုရင် fluid molecule ရဲ့အပူကအရာဝတ္ထုစီကိုစီးကူးသွားတယ်အဲ့ဒါကြောင့်အရာဝတ္ထုကလည်းအပူတွေရရှိပြီးတော့ H က positive ဖြစ်သွားတယ်အရာဝတ္ထုနဲ့ fluid molecule တွေအပူချိန်ကွာခြင်းများလေလေအဲ့ဒီအရာဝတ္ထုရဲ့အပူရရှိမှုဆုံးရှုံးမှုတွေအပူပြီးတော့များလေဖြစ်တယ်A ကတော့အရာဝတ္ထုရဲ့ surface area ဖြစ်တယ်အဲ့ဒီအရာဝတ္ထုရဲ့အပူရရှိမှုဆုံးရှုံးမှုတွေက surface area အကြီးအသေးပေါ်လိုက်ပြီးပြောင်းလဲတယ် surface area ချင်း fluid molecule တွေနဲ့မျက်နှာပြင်ထိတွေ့မှုပိုပြီးတော့များတယ်အဲ့တော့အဲ့အရာဝတ္ထုရဲ့အပူဆုံးရှုံးမှုရရှိမှုကလည်းများတယ်အကယ်၍အရာဝတ္ထုရဲ့ surface area သိရင် fluid molecule တွေရဲ့မျက်နှာပြင်ထိတွေ့မှုကလည်းနည်းတယ်ဒီတော့အရာဝတ္ထုရဲ့အပူဆုံးရှုံးမှုရရှိမှုကလည်းနည်းသွားတယ်ဒီပုံစံနည်းမှာကြည့်ရတော့ convection heat transfer coefficient ဖြစ်တယ်။အရာဝတ္ထုနဲ့ fluid molecule တွေရဲ့အပူစီးကူးမှုဘယ်လောက်ကောင်းလဲမကောင်းလဲတိုင်းတာတဲ့အရာဖြစ်တယ်။အဲ့ဒီကြီးက fluid တွေရဲ့ density အနည်းအများ fluid molecule တွေရဲ့ velocity နဲ့အရာဝတ္ထုရဲ့မျက်နှာပြင်ချောမှုကျန်းတဲ့မှုပေါ်လိုက်ပြီးပြောင်းလဲတယ်။ density များတဲ့ fluid တွေ velocity နည်းတဲ့ fluid molecule တွေနဲ့ချောမှုတဲ့မျက်နှာပြင်မှာဆိုရင် Q ရဲ့တန်ဖိုးကနည်းတယ်။စัจကျေဘက်အဖြစ် density နည်းတဲ့ fluid တွေ velocity များတဲ့ fluid molecule တွေနဲ့ကျန်းတဲ့မျက်နှာပြင်မှာဆိုရင် Q ရဲ့တန်ဖိုးကပိုပြီးတော့များတယ်